ကျွန်တော်တို့တော့မသိဘူးလားအခုထွန်းထွန်းက surprise လုံးဝ surprise ပေါ့နော်သူကောင်မလေး surprise မ surprise တော့မသိကိုသူပတ်ဝန်းကျင်ကတငယ်ချင်းတွေပါ surprise ဆိုတော့အရင်ကြည့်လို့ကောင်းပါတယ်ကိုထွန်းထွန်းခံပြီးသွားတဲ့အရာလေးကိုကျွန်တော်တို့ကဘေးမြင်နေကြည့်မယ်ဆိုတော့တန်ဖိုးလည်းထားတယ်ကျွန်တော်အားလည်းကြားတယ်အတိအကျရောမဟုတ်သေးပါဘူးရှိယူမှာပေါ့ယူမှာတော့လူဖြစ်လာလို့ရှိရင်တော့ကိုယ့်ရဲ့ generation music ကိုထားခဲ့မှာဆိုတော့ယူရမှာကိုကမယူချင်ဘူးဆိုရင်တော့မအင်းအတင်းပေးစားမှာနော်နောက်နှစ်ကမ္ဘာဖလားမတိုင်ခင်ပါအဲ့လောက်ဆိုရင်တော့အကောင့်တက်ပေါ်လာပါညောင်းလေဘသူကိုပဲလူချောင်းလေစဉ်းစားမြတ်ကောင်းလေဘသူကတို့သမီးလောင်းလေငယ်တော့စိတ်ကူးဆိုရင်တော့ကိုကအဲ့လိုလာပြီးတော့အတောင်းခံကြတာငယ်တော့ဆိုရင်ရင်းရင်းရဲ့တယောက်ရှိရပါတော့အခုသူတို့အိမ်အောင်ကြာသွားပါဒါပေမဲ့သူကခိုင်လူမျိုးပေါ့နော်သူတို့မျိုးကအဲ့လိုကြားလေးတွေကိုတော့အဲ့လိုအိမ်အမြဲလာရပါတော့ကျွန်တော်အဲ့လိုငယ်တော့စဉ်းစားမိရပါတော့တစ်ချိန်ကျရင်ငါအတောင်းများခံရမလားမသိဘူးပေါ့နော်ငယ်တော့စိတ်ကူးပါအခုကျတော့ကြည်နူးစရာဟာတာလေးတခုပေါ့နော်